တရုတ်နိုင်ငံမှာလူတသန်းကျော်ကိုဘေးလို့ရာကိုရေးပေါ်ဆွေးပြောင်းခဲ့ရတယ်အကြောင်းရင်းကတော့ Typhoon Dolphin လို့ခေါ်တဲ့အင်အားပြင်းတဲ့မုန်တိုင်းတရုတ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်နေလို့ပါဒီမုန်တိုင်းအောင်ဆိုရင်ဩဂုတ်လ9ရက်နေ့ကတရုတ်နိုင်ငံအစိပ်ပိုင်းစီချမ်းပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်မုန်တိုင်းတွေနဲ့အတူမိုးရွာရေကြီးတာလေပြင်းတိုက်ခတ်တာမြေပြိုနိုင်ခြေရှိတဲ့အတွက်ကြောင့်တရုတ်အာဏာပိုင်တွေဘက်ကနေပြီးတော့လူတွေကိုကြိုတင်ပြီးတော့ဆွေးပြောင်းပေးခဲ့တာပါစီချမ်းပြည်နယ်ဝန်စုမြို့မှာလူ9သိန်းကျော်ရေးပေါ်ဆွေးပြောင်းခဲ့ရပြီးတော့ယာယီခိတခိုလုံရေးစကန်1500ကျော်ဖွင့်ခဲ့ရပါတယ်အဲ့တော့တွေမကပါဘူးနောက်ထပ်ပြည်နယ်တစ်ခုဖြစ်တဲ့ဖူကျမ်းပြည်နယ်မှာလည်းလူ3သိန်းနီးပါးလောက်ကိုအရေးပေါ်ဆွေးပြောင်းပေးခဲ့ရပါတယ်ရှန်ဟိုင်းမှာလည်းအန်ဒီရရှိတဲ့နေရာတွေမှာရှိတဲ့လူ2သိန်းကျော်လောက်ကိုဘေးလွတ်ရာကိုရေးပေါ်ဆွေးပြောင်းခဲ့ရတယ်ဒါကြောင့်မလို့အားလုံးပေါင်းလူဦးရေ1သန်းကျော်လောက်ကိုဘေးလွတ်ရာကိုရေးပေါ်ဆွေးပြောင်းပေးခဲ့ရတာပါဒီမုန်တိုင်းကြောင့်လေယာဉ်ခီးစဉ်ပေါင်း1300ကျော်ဖြတ်သိမ်းခဲ့ရပြီးတော့ရထားနဲ့မက်ထရိုဝန်ဆောင်မှုတွေလည်းထိခိုက်ခဲ့ပါတယ်ရှန်ဟိုင်းမြို့မှာဆိုရင်မိုးအလွန်များခဲ့ပြီးတော့24နာရီတရက်အတွင်းမှာပဲမီလီမီတာ300ကနေ400နီးပါးအထိရှိခဲ့ပါတယ်။ရှန်ဟိုင်းမြို့ရဲ့တနေရာမှာတော့နှစ်ပေါင်း150မှာ24နိုင်အတွင်းမိုးရိမ်ချိန်အမြင့်ဆုံးကိုဖြစ်ခဲ့ပါတယ်။